တလား၄သိန်းကိုထမင်းကိုစားကိုထမင်းကြိုက်ကိုဆွဲစကားတိုးစီးပြီးတော့ကွန်ဆောင်နေရတယ်ဆိုရင်တော့သူ့ထမင်းလုပ်တဲ့ကဆောင်နေရတဲ့ခွန်လို့ကျွန်တော်မြင်တယ်ဒီနေ့တင်ပြမဲ့ခွန်ဆိုင်ရာအကြောင်းအရာပေါင်းစဉ်ကလာစာဝင်ငွေနော်လာစာဝင်ငွေကိုနဲ့ပတ်သက်ပြီးကျွန်တော်ကိုတိလို့တဲ့မေးမြန်းထားတဲ့မေးခွန်းတွေအများကြီးတဲ့ကတူရလေးတွေစုပြီးတော့ဒီနေ့ဖြေချပေးမှာဖြစ်ပါတယ်ပထမဦးဆုံးမေးခွန်းကကျမကတဲ့2016ကလေးကလုပ်ငန်းဝင်စဝင်ခဲ့တာဂျူနီယာအကောင့်တန်တယ်ကျမလုပ်ငန်းဝင်တော့3သိန်းပဲရတယ်ကျမစီနီယာတွေ4သိန်းရတဲ့သူတွေကစပြီးတော့ဒါဆောင်ဝန်ဆောင်ရတယ်လို့သိရတယ်အခု10နှစ်ကြာကျမဒီ chief accountant ဖြစ်လာတဲ့အချိန်မှာလာစာ15သိန်းရလာတယ်အဲ့ဒီအချိန်10နှစ်မှာလည်းဒါစာ4သိန်းပေါ့တစ်နှစ်ကို48သိန်းရတဲ့သူတွေလာစာဝန်ကိုဆောင်ရတယ်ဆိုတဲ့ကြားတဲ့ကမပြောင်းလဲအဲ့တော့ကျမတို့ရဲ့ junior accountant လေးတွေတော့အခုချိန်မှာလာစာဝန်ကိုဆောင်ဖို့တာဝန်ရှိနေပြီဖြစ်နေတယ်အဲ့ဒါဘယ်လိုပြောင်းလဲလို့ရမလဲအတူဆိုလိုတာကတော့အဓိကကတော့ဟိုတုန်းက2016မှာလေသူလာစာဝန်ကိုဆောင်ဖို့အတွက်48သိန်းဆိုတာကတတ်မှတ်တယ်အခု2026 10နှစ်ကြာမှလည်း48သိန်းတတ်မှတ်သူဆိုလိုဟန်ကတော့နေဆုံးပြောရရင်ကျုပ်တလုံး130ချိန်မှာ48သိန်းအခုကျုပ်လုံး900ချိန်မှာ48သိန်းဆိုတဲ့ဘောဆိုတာဖြစ်ပါဟုတ်ပါတယ်အဲ့တော့လာစာဝင်ငွေခွန်ဆိုတဲ့ဒီကွန်ဒီလာစာရတဲ့ဝန်ထမ်းတိုင်းတာဝန်ရှိတာတော့လာစာရတဲ့ဝန်ထမ်းဆိုတော့အစိုးရဝန်ထမ်းပုဂ္ဂလိကဝန်ထမ်းပဲခြားလာလို့မေးရင်ပဲခြားပါဘူးဘယ်လိုဝန်ထမ်းပဲဖြစ်ပါစေလာစာရတဲ့ဆိုရင်သူ့ဥပဒေရဲ့သတ်မှတ်ချက်ဖြစ်တဲ့တစ်နှစ်လာစာစုစုပေါင်း48သိန်းအထက်48သိန်းတက်ဆိုတော့တစ်လကို4သိန်းတက်နေတာပေါ့အဲ့တော့အဲ့လိုမျိုးရပြီဆိုရင်လာစာဝင်ငွေကိုပေးဆောင်ဖို့တာဝန်ရှိသွားပြီလို့ဆိုပါတယ်အဲ့တော့အဲ့ဒီ10နှစ်တွင်းမှာမပြောင်းလဲတဲ့ဟာကပြောင်းလဲလို့မရဘူးလားဟိုဥပဒေပြောင်းမှာလားမဟုတ်ပါဘူးဗျ48သိန်းကိုသတ်မှတ်ထားတာကနှစ်စဉ်ပြဋ္ဌာန်းနေတဲ့ပြည်ထောင်စုရဲ့ခွန်ကောက်ဥပဒေဖြစ်ပါတယ်အဲ့ပြည်ထောင်စုခွန်ကောက်ဥပဒေဆိုတာ2014ကစပြီးတော်တော်ကြီးပေါ်လာပြီးနောက်ပိုင်းပေါ့နော်အဲ့ဒီအချိန်ကစပြီးတော့ပြဋ္ဌာန်းလာတာအခု2026ပြည်ထောင်စုခွန်ကောက်ဥပဒေပေါ်လာတယ်အဲ့တော့အဲ့ပြည်ထောင်စုခွန်ကောက်ဥပဒေမှာသူပြောခဲ့တဲ့2016သူ junior accountant ဆိုတဲ့အချိန်ကလည်းလာစာကိုတစ်နှစ်ကို48သိန်းအထက်ရရှိသူတွေကလာစာဝင်ကိုထမ်းဆောင်ရမယ်လို့ပြဋ္ဌာန်းခဲ့တာအနည်းကြီးလဲအဲ့စကလုံးအတိုင်းပဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနကသူပြောသလိုပဲ48သိန်းအထက်ရပြီဆိုရင်တော့ဒီနေရာမှာလာစာဝင်ကိုထမ်းဆောင်ဖို့တာဝန်ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျုပ်တလုံး130လုံးကလည်း48သိန်းကျုပ်တလုံး900ဖြစ်တဲ့ချိန်မှာလည်း48သိန်းဆိုတဲ့ခန်းစားချက်ကိုသူနေတာဖြစ်ပါလိမ့်မယ်။ Okay အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ဧပြီလ2026ဧပြီလဆိုတော့ကျွန်တော်တို့လွှတ်တော်ကြီးစပါပြီ။လွှတ်တော်ကြီးစပြီဆိုရင်လွှတ်တော်ထဲမှာပြည်သူ့ကိုယ်စားလှယ်တွေကဒီကိစ္စတွေကိုစိတ်ဝင်စားနဲ့စိတ်ဝင်စားပြီးတော့အဆိုတွေတင်သွင်းမယ်။ဆိုရင်တော့ဒီခုပြောတဲ့ပြည်တော်စုရဲ့ခွန်ကောက်ဥပဒေဒီပြည်သူ့လွှတ်တော်ကြီးကပြဋ္ဌာန်းတဲ့ဥပဒေဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဥပဒေကပြင်လို့ဆင်လို့လွယ်ပါတယ်။ပြည်တော်စုခွန်ကောက်ဥပဒေကိုပြင်ဆင်တဲ့ဥပဒေလည်းအခေတာရှေ့မှာဗာရကတွေအများကြီးရှိခဲ့ပါတယ်။ဒါဆိုရင်တော့အခုပြောသလိုပဲ48သိန်းကျုပ်တလုံးကို9ဆလောက်တိုးသွားတယ်ဆိုရင်သူပြောသလိုဆိုရင်တော့200ဝန်းကျင်မှာပေါ်စီကြရမယ်ဆိုတော့ ratio သွားဖြစ်တာပေါ့နော်။ဟုတ်ပါတယ်ကျွန်တော်အနေနဲ့လည်းခွန်တန်းတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကိစ္စကိုလည်းကိုယ်တိုင်ခံစားချက်နဲ့ပြောပါဆိုရင်ကြောင်းလဲစေချင်ပါတယ်48သိန်းကနေ200လောက်ထိတော့မဟုတ်တော့ညာလဲသိန်း100ဝန်းကျင်လောက်ရတော့သူဒီသာအခွန်ထမ်းဆောင်တင်တဲ့သူလို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ကျွန်တော်ဒီခွန်မှုငိမ့်စားပါကျွန်တော်ခွန်မှုဖြစ်ခဲ့တဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာကျွန်တော်ရဲ့စိတ်ထဲမှာရည်ရွယ်တဲ့ရည်ရွယ်ချက်လေးတစ်ခုရှိတယ်ဒါဥပဒေနဲ့တော့မဆိုင်ပါဘူးအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ခွန်ကောက်တယ်ဆိုတာစီးပွားရေးသမားစီကစီးပွားရေးသမားစားတဲ့ထမင်းထက်ပိုရှန်နေတဲ့ငွေတွေကိုကျွန်တော်တို့အခွန်ကောက်တယ်လို့ကျွန်တော်ရဲ့ကိုယ်ပိုင်ယူဆချက်ဖြစ်ပါတယ်
အဲ့အတွက်ကြောင့်မို့ကျွန်တော်အခွန်တန်းတွေထဲမှာကျွန်တော်တို့ဆိုနယ်တွေမှာတာဝန်ကြတာကိုရန်ဆင်းရဲကြတယ်လေတစည်းရှိတယ်ငါးဖမ်းလေတစည်းရှိတယ်အခွန်ဆောင်ရတယ်အိမ်ကအကာမရှိဘူးအဲ့လိုအိမ်မျိုးကအခွန်ဆောင်ရတော့ကျွန်တော်တို့ကိုတာဝန်ပေးတာကငါးဖမ်းလေတစည်းကိုဘယ်လောက်လုံးနဲ့ကောက်ဆိုတဲ့တာဝန်ပေးတယ်ကျွန်တော်အဲ့ချိန်မှာရဲပဲပြောတယ်ငါအနေနဲ့မင်းတို့စားတဲ့ထမင်းလုတ်ထဲကတဲ့ပြီးတော့အခွန်မကောက်ချင်ဘူးအဲ့အတွက်ကြောင့်မို့ကျွန်တော်ကတော့ကျွန်တော်အနေနဲ့ပြောချင်တာကလည်းဒါကျွန်တော်ကိုတိုင်းခံစားချက်ပေါ့နော်အဲ့တော့ခွန်ဆောင်ရမယ်နှိမ့်ဆုံးသည်သူထမင်းဝါလို့တော့လိုပါမယ်ဒါဆိုဝန်တန်းတရားဘူး48သိန်းဆိုတစ်လ4သိန်းကိုထမင်းကိုစားကိုထမင်းကြိုက်ကိုဆွဲအစကားတိုးစီးပြီးတော့ခွန်ဆောင်နေရတယ်ဆိုရင်တော့သူ့ထမင်းလုတ်ထဲကဆောင်နေရတဲ့ခွန်လို့ကျွန်တော်မြင်တယ်အဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့တိုက်တွန်းခွင့်ရှိမယ်ဆိုတော့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဒီ48သိန်းဆိုတဲ့ကိစ္စရက်ကိုအမြန်ဆုံးတော်တော်ကြီးမှာပြုပြင်ပြောင်းလဲနိုင်တဲ့ဥပဒေပြည်ထောင်စုခွန်ကောက်ပြုပြင်ဆင်တဲ့ဥပဒေပြဋ္ဌာန်းနိုင်ဖို့ကိုတိုက်တွန်းချင်ပါတယ်